ရောင်းကျင်နာခါနိုင်မြင်ခုနာခမလာရဲဟိုကျမအနေနဲ့ဒီကနေ့မိခင်များနေမှာမိခင်များရဲ့ကိုစားကျမရဲ့မိခင်အကြောင်းကိုအနေငယ်တက်တည်ခံတော့မှာဖြစ်ပါတယ်ကျမအနေနဲ့ဘယ်အခါမှဒီ Mother Day ဆိုတဲ့နေ့မှာကျမဘယ်တော့မှမိခင်ရဲ့အကြောင်းကိုတက်တည်မခံဘူးကျမမိခင်ရှိတော့ကကျမရဲ့မိခင်အကြောင်းပြောပြဖို့အတွက်ကျမမှာမရှိဘူးဆိုပဲကျမခံယူထားတယ်ဒီတော့ဒီမိခင်များနေဟာကျမနဲ့မသက်ဆိုင်ဘူးဆိုတဲ့ပုံစံနဲ့ပဲကျမနေခဲ့တဲ့အချိန်เนาะအခုဒီအသက်အရွယ်ကြီးဖြစ်တာပေါ့เนาะဒါဟာပထမဆုံးမိခင်များနေမှာကျမတက်တည်ခံတာဖြစ်ပါတယ်လို့ကျမအမှန်ကတက်တည်ခံဖို့ကလုံးဝအစီအစဉ်မရှိဘူးဒါပေမဲ့မနေ့ကကျမတို့အိမ်ပြောင်းတဲ့အချိန်မှာတော့ကျမဖုန်းမှာတော့လည်းသူကျမမနေ့ညကဖွင့်ထားတဲ့တခြင်းပေါ့နော်ရုပ်ဆိုင်ရင်ရဲ့ဒီအနုဆိုတဲ့တခြင်းကိုကျမဖွင့်ထားမိခဲ့တယ်ဒါနဲ့ကျမဖုန်းကားနဲ့ဖုန်းတွေက Bluetooth လောက်ထားတော့ကျမဝင်လိုက်တာနဲ့တီးလုံးစလာတယ်ကျမအော်ဘာတခြင်းလဲပေါ့တစ်ခုဆိုမှကျမနားထောင်နေနောက်တော့အမေတခြင်းဖြစ်နေတဲ့အချိန်မှာနားထောင်ရင်းနဲ့ကျမအမေရဲ့အကြောင်းတွေကျမတစ်ခုချင်းစီကျမပြန်စဉ်းစားလာတယ်ကျမမိခင်ဆုံးတဲ့နောက်ပိုင်းမှာကျမတစ်ခုချင်းစီပြန်ပြီးမှစဉ်းစားလာတဲ့အချိန်မှာကျမစီမှာမိခင်ကျမကိုတင် जा ပေးတဲ့အရာတွေเนาะလမ်းပြပေးတဲ့အရာတွေကတစ်ခုချင်းစီပေါ်လာတယ်ဒါပေမဲ့သူရှိနေတော့ကကျမအနေနဲ့မသိခဲ့ဘူးเนาะဒီအရာတွေကလုံးဝအရေးရောင်တော့မရှိခဲ့ဘူးပေါ့เนาะကျမရဲ့အတွေးခေါ်ထဲမှာဒီတော့ကျမအဲ့တချင်းကိုနားထောင်တဲ့အချိန်မှာကျမဘယ်အပိုင်းမှာကျမသဘောကျသွားလဲဆိုတော့တချင်းရဲ့အထဲမှာပေါ့နော်သူ့ရဲ့အမေရတဲ့ပေါ့နော်ဒီဆွေမျိုးတွေကိုအားလုံးကိုလည်းနော်စိတ်မဆိုးဘဲနဲ့ချစ်ခင်တတ်တဲ့ဆွေမျိုးတွေကိုလည်းကောင်းကောင်းမွန်မွန်ပေါ့နော်လမ်းပြနိုင်တဲ့မိခင်ဆိုတဲ့အရာရဲ့စာတမ်းမှာကျမစဉ်းစားလိုက်မိတယ်ကျမမိခင်ဟာကျမပြန်စဉ်းစားမယ်ဆိုသူဟာလေတကယ်ကိုသူ့ရဲ့ဆွေမျိုးတွေကိုနော်ဆွေမျိုးတော့တကယ်အရင်ဖြစ်စေအရင်မဖြစ်စေအဝေးကြီးဟာလူတွေပဲဖြစ်စေအထူးသဖြင့်မြစ်ချနာပေါ့နော်ကျမတို့ရန်ကုန်မှာနေတော့မြစ်ချနာတောပိုင်းမှာတကယ်တောဝလာတဲ့လူတွေကအစသူဟာသူ့ရဲ့ဆွေမျိုးဆိုပြီးမှသူချစ်ပေးနိုင်တယ်ကျမပုံသက်တည်ယူတာပေါ့နော်သူချစ်ပေးနိုင်တယ်တကယ်လို့ဆိုရင်ကျမအနေနဲ့စဉ်းစားမယ်ဆိုရင်ကျမရန်ကုန်မှာနေတော့လာတယ်မြစ်ချနာကဆွေမျိုးတွေတကယ်ကျမမကြားဘူးတဲ့မြို့တောကနေလာတယ်ကျမစကားမပြောပေးဘူးသူတို့ကိုကျမလူရမတွင်းတာတော့မဟုတ်ဘူးဒါပေမဲ့သူတို့ပုံစံနဲ့ကျမကြည့်လာပုံစံမတူတဲ့ကြောင့်မို့ကျမသူတို့ကိုလုံးဝစကားမပြောပေးဘူးဒါပေမဲ့ကျမပြန်စဉ်းစားချိန်မှာကျမမိခင်ကအဲဝတ်ချီခဲ့တဲ့မိခင်ဖြစ်တယ်ဒီတော့ကျမပြန်စဉ်းစားတဲ့အချိန်မှာအော်ဒါဟာငါအမေငါအတွက်ပုံသက်တည်တစ်ခုဖြစ်စေတဲ့အရာဖြစ်တယ်ဆိုတာကျမသိရှိလာခဲ့တယ်ယနေ့ကျမပေါ့နော်ကျမရဲ့မိခင်ရဲ့ကောင်းကြောင်းတွေအများကြီးပြောသွားမှာဖြစ်ပါတယ်ကျမဒီတက်တည်ခံသွားချိန်မှာမိသူမိဝါကိုမှကျမကစောင်းမြောင်းပြောတာလည်းမရှိပါဘူးဒါကြောင့်မို့နော်ကျမစကားမပြောတတ်တာလည်းဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မို့ရှေးဥစွာကျမအနေနဲ့အလွယ်ပေါ့နော်အနွှညွတ်တောင်းပန်ထားတာဖြစ်ပါတယ်လို့ဒီချိန်မှာကျမမိခင်ကိုပြန်စဉ်းစားမယ်များတော့အဖြစ်မိခင်သူကျမအဖေနဲ့မေကကွဲသွားတယ်ဟုတ်တယ်ဒါပေမဲ့ကျမရဲ့ဖခင်ရဲ့အမျိုးမှန်တည်းသူတွေ့တဲ့အချိန်မှာအမြဲတမ်းသူဟာအပြုံးနဲ့အမြဲတမ်းကြိုဆိုပြီးမှသူလိုအပ်တဲ့အရာများကိုသူလုပ်ပေးနိုင်တဲ့မိခင်ဖြစ်တယ်ကျမရဲ့မိခင်ညာမှာဆိုရင်ကျမရဲ့ဖခင်ရဲ့အမျိုးကိုကျမဟာဘာဆိုင်လို့လုပ်ပေးမလဲပေါ့နော်အများကြီးကျမတို့မိခင်တွေကျမတို့မိမသားတွေဟာကိုယ့်ရဲ့မိဘကိုယ့်ရဲ့ဆွေမျိုးကိုပို့ချစ်တယ်ကိုယ့်ရဲ့မျိုးသားရဲ့ဆွေမျိုးတွေကိုကျမတို့ကချစ်တယ်ဒါပေမဲ့တကယ်တမ်းလက်တွေ့လာရင်ကျမတို့ရဲ့သွေးသားတွေဖြစ်တယ်ကျမတို့ရဲ့မိမသားရဲ့အမျိုးကိုပဲကျမတို့ကပို့ဦးစားပေးတတ်တဲ့သူတွေဖြစ်တယ်ဒါပေမဲ့ကျမရဲ့မိခင်ကအဲ့ဒီလိုလုံးဝမရှိဘူးဖြစ်တယ်သူ့ရဲ့အဖေနဲ့ကွဲသွားတော့များလဲသူ့ရဲ့ရောက်ကတိရောက်ခမောက်သူအမြဲဆုတောင်းပေးတဲ့မိခင်ဖြစ်တယ်ကျမဖခင်နဲ့ကွဲသွားတယ်အကုန်လုံးတည်ပြီးတိုင်းဖြစ်တယ်ဖခင်နဲ့ကွဲတော့များလဲကျမအမိညာမှာဆိုရင်ဘယ်တော့မှအဲ့လိုမျိုးယောက်ျားကိုကျမဘယ်တော့မှစကားပြောပြီးမှဆုတောင်းပေးမှမိမထမမှာကျမမိခင်ဟာသူကွဲသွားတယ်ယနေ့သူမဆုံးခင်ချိန်ထိဖခင်အတွက်ကျမရဲ့ဖခင်အတွက်သူသမင်းစားတော့၎င်းညဆုတောင်းတော့၎င်းဆုတောင်းပေးနေတဲ့မိခင်ဖြစ်တယ်ဒီလိုမျိုးကျမတို့မိမသားဘဝမှာဆိုရင်ဘယ်တော့မှကိုယ့်ကိုခွဲခွာသွားတဲ့ယောက်ျားတစ္ဆာမရှိတဲ့ယောက်ျားကိုဘယ်တော့မှဆုတောင်းပေးမှာမဟုတ်ဘူးကျမလာဆိုလည်းဒီလိုပဲ
ဘယ်တော့မှစွတ်ကောင်းပေးမယ်မိမသားမဟုတ်ဒါပေမဲ့ကျမမိခင်ကတကယ်ကိုခွတ်လွတ်ခြင်းနဲ့တရားနဲ့သူအမြဲတမ်းခွတ်လွတ်ခြင်းနဲ့ပဲသူချစ်ချင်းနဲ့ပဲသူအမြဲတမ်းစွတ်ကောင်းပေးနေဒီဟာကျမရေလုံးပဲသူ့ကိုကျမအလို့မဲ့အတူယူပြီးမှကျမတကယ်ကိုချီးကျူးရရဖြစ်တယ်ပေါ့နော်ဒီနောက်ပိုင်းမှာကျမမိခင်ကကျမနဲ့မိခင်ရဲ့ဂျားမှာmemory အမတ်တရတွေဆိုတာမရှိတဲ့လောက်ပါပဲကျမကအိမ်မှာရှိတဲ့ကောင်မလေးတွေနဲ့အတော်တွေနဲ့တက်ထဲမှာပဲကျမကြည့်ပြလာတယ်ကျမမိခင်နဲ့ကျမရဲ့အမတ်တရဆိုတာမရှိတဲ့လောက်ပါပဲဒီတော့ကျမဒါကြောင့်မလို့ကျမခုနအစောပိုင်းမှာကျမပြောတော့တယ်ကျမကမိခင်ရဲ့အကြောင်းပြောပြစရာဆိုလို့မရှိဘူးပေါ့နော်ဒါပေမဲ့အမေဆုံးသွားတဲ့နောက်ပိုင်းမှာကျမအခုဇုံမြော်ဝေးတဲ့နောက်ပိုင်းမှာကျမဇုံမြော်ဝေးတဲ့နေ့မှာကျမဘာတီးလိုက်လဲဆိုတာငါမိခင်ဖြစ်တဲ့တယ်ဗောနော်ငါမိခင်ဖြစ်ရမယ်ဆိုတဲ့အရာဖျားခင်ကငါ့ကိုတာဝန်ပေးလိုက်တာဒီကလေးငယ်ကိုမင်းဟာဒီကလေးငယ်ကိုမင်းတာဝန်ယူရမယ်မင်းတာဝန်ယူနိုင်တဲ့အရေးချင်းရှိတဲ့ကြောင့်မလို့မင်းကိုဒီစုပေးလိုက်တဲ့အရာဆိုတဲ့ဟာကျမသူ့ကိုဝင်ချင်းမှာကျမသိလိုက်ရတယ်ဒီချိန်မှာကျမရဲ့မိခင်ကြောင့်ကျမပြန်စဉ်းစားလာပြီကျမပြန်စဉ်းစားတယ်ကျမမွေးဖွားတဲ့အချိန်မှာကျမရောက်ကတိရောက်ခမတွေနော်ဆွေမျိုးတွေအများကြီးရှိတယ်အခုတချို့ပြောကြတယ်ကျမကိုအလွန်ပင်ကောင်းကြီးခံစားရတယ်ပေါ့နော်ကလေးမွေးဖွားတဲ့အချိန်မှာဆွေမျိုးတွေအပြင်နဲ့ဟုတ်တယ်ကောင်းကြီးခံစားရတယ်ဒီချိန်မှာကျမမိခင်ကိုပြန်စဉ်းစားလိုက်တဲ့အချိန်မှာကျမမိခင်ကလေးမွေးတဲ့အချိန်မှာရောသူ့ဘေးနားမှာဘယ်သူတွေရှိခဲ့လဲကျမကိုချင်းစာတက်လာတယ်ကျမကမိခင်တရားမဖြစ်ခဲ့ဘူးဆိုရင်ကျမဒီຢာတွေကိုကျမကိုချင်းစာတက်မှာမဟုတ်ဘူးပေါ့နော်ဒီတော့ကျမအလွန်ပင်အောင့်ဩလာတယ်ဩမိခင်ဘဝဆိုတာကြည်တာမျက်စိအပြင်ချင်းအလုံးပင်လွယ်ကူတဲ့ဘဝဖြစ်တော်များလဲအလုံးပင်ခတ်ခဲတဲ့အရာကိုသူကြော်လွားခဲ့ပါလားဆိုတဲ့ဟာကိုကျမသိရှိရတယ်ဒီတော့ကျမသိရှိတဲ့နောက်ပိုင်းမှာဇုံမြော်တဖြည်းဖြည်းနဲ့ကျမပြုစုလာတဲ့နောက်ပိုင်းမှာအော်ငါမိခင်ကငါ့ကိုဒီလိုပဲပြုစုခဲ့ပါလားဆိုတဲ့အရာကိုကျမသိရှိလာခဲ့ရတယ်ဒါပေမဲ့ကျမအနေနဲ့အမေကိုကျေးဇူးတင်တယ်ဆိုတဲ့စကားကိုပြောဖို့အတွက်ကျမအလုံးပင်နောက်ကျသွားပြီဖြစ်ပါတယ်ကျမမိခင်ကမရှိတော့ဘူးဖြစ်တယ်ဒါကြောင့်ယနေ့ဒီမှာရှိတဲ့တော့အရောက်စီတိုင်းဒီမှာထိုင်နေတဲ့သူတွေမိခင်ရှိတဲ့သူလည်းရှိမယ်ဒါကြောင့်မလို့ကျမအနေနဲ့ခုံအားပေးချင်တာဟာဖုန်းဆက်ပါမီဒီဘယ်တော့မှမအားနေဖြစ်စေဘလို့ပဲအလုပ်ရှုပ်ပြီးဖြစ်စေကျမတို့သမင်းစားမဲ့အချိန်တော်ရှိမှာတော့ကိုယ့်ရဲ့မိခင်ကိုဖုန်းဆက်ပြီးကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကိုအမြဲတမ်းပြောဆိုပွင့်တယ်ကျမတိုက်တွန်းချင်တယ်ကျမလိုမဖြစ်စေဖို့ရတဲ့ကျမယနေ့ပြောချင်တယ်ဒါပေမဲ့မရှိတော့ဒါကြောင့်ဒီမှာရှိတဲ့အရောက်စီကကျမခွန်အားပေးချင်တယ်ဖုန်းဆက်ပါကျေးဇူးတင်တဲ့အကြောင်းကိုပြောပြအောင်ပြောပါမပြောဘဲနဲ့ဘယ်တော့မှမနေပါနဲ့လို့ကျမတိုက်တွန်းချင်တယ်နော်နောက်ပိုင်းမှာကျမတခုပြောပြချင်တဲ့အရာကတော့ကျမအနေနဲ့တခုမိခင်ကိုကျေးဇူးတင်တာကျမမိခင်ကကျမကိုအမြဲတမ်းသူတင်ဆုံးမတဲ့အရာတစ်ခုရှိတယ်။ဘယ်တော့မှသူတစ်ပါးကိုစိတ်ဆင်းရဲအောင်မလုပ်ဖို့နဲ့မိဘကိုစိတ်ဆင်းရဲအောင်မလုပ်ဖို့ကျမမိခင်ကျမအမြဲတမ်းကျမကိုဆုံးမတယ်။ဆုံးမတဲ့အရာမှာကျမပြန်စဉ်းစားတဲ့ယနေ့ထိတိုင်ကျမမိခင်ကသူ့ရဲ့ဝမ်းနဲ့ခြေပွဲရာတွေကိုကျမကိုဘယ်တော့မှမပြောပြခဲ့ဘူး။မနစ်ကဒီအချိန်မှာဟုတ်တယ်သူယောဂအကြီးကျယ်ခံစားရတဲ့အချိန်ဖြစ်တယ်။ကျမဖုန်းဆက်တယ်ဒါပေမဲ့သူပါလဲစကားချုံနေပဲပြောခဲ့တယ်ဒါပေမဲ့ကျမမသိခဲ့ဘူးသူကင်ဆာဖြစ်တယ်ဆိုတဲ့အရာကိုကျမဒီမိခင်များနေနောက်ပိုင်းမှာကျမသိခဲ့ရတယ်ပြောချင်တာသူ4လ5လကြာပြီပေါ့နော်ဒီကင်ဆာကိုခံစားရတယ်ဒါပေမဲ့သူကျမလုံးဝမပြောပြခဲ့ဘူးဒီအဲ့ဒီအရာပဲလားဆိုတော့မဟုတ်ဘူးသူကျမမမီးရကျမအခုစဉ်းစားမမီးရတဲ့ရွေကနေစမှာကျမကိုဘယ်တော့မှသူ့မှာစိတ်ဆင်းရဲစရာဝမ်းနည်းစရာကျမတခုမှမျှဝေမခံစားခဲ့ဘူးမိခင်ဖြစ်တယ်။ဘာလို့လဲဆိုတော့ကျမကိုစိတ်ဆင်းရဲစေမယ့်အရာသူမတွေ့မမြင်ခိုင်းစေချင်တဲ့အရာမခံစားခိုင်းစေချင်တဲ့အရာဆိုတော့ကျမသိရှိခဲ့တယ်။ဒီတော့ကျမအမေကကျမကိုဒီလိုလမ်းပြတဲ့အတွက်ကြောင့်လို့ကျမဟာလည်းကျမယနေ့ပြောရဲတယ်။ကျမရဲ့မိခင်မျက်ရည်ကျအောင်ကျမတခါမှမလုပ်ခဲ့ဘူးပါဘူး။ဒါကြောင့်မို့ကျမဖျားခင်ရှိလူရှိမှကျမပြောရဲတယ်။ယနေ့ကျမငငယ်ရွယ်နဲ့အိမ်ထောင်ကြတယ်။ဒါပေမဲ့ကျမအစီမှာအိမ်ထောင်ကြတဲ့အချိန်မှာဟုတ်တယ်လူတိုင်းပြောတယ်ငငယ်ရွယ်နဲ့အိမ်ထောင်ကြတယ်ဆိုတာတော့ကွဲပြဲမယ်နော်ပတ်စံဘာမှလုံလောက်မရှိဘူးအတော့ကိုကြည့်မယ်ဆိုရင်ចောင်းသားဖြစ်တယ်အလုပ်လည်းနော်တီးမြဲတဲ့အလုပ်ရှိတဲ့အရာမဟုတ်ဘူးဒါပေမဲ့ကျမရဲ့မိခင်ရဲ့ကောင်းကြီးအနေနဲ့ကျမမိခင်တုံတင်ဆုံးမပြတဲ့အရာသူတက်တည်ပြတဲ့အရာအနေနဲ့ကျမတို့ကိုမျက်ရည်တစ်စမ်းမှ
ကြောင်မလုပ်ခဲ့တဲ့အတွက်ကြောင့်မို့ကျမရဲ့အိမ်ထောင်ကယနေ့ပျော်ရွှင်ဖွယ်ရာကောင်းတဲ့အိမ်ထောင်ဖြစ်တယ်ဆိုတာတတ်သိဖြစ်တယ်ဆိုတာကျမရေးတဲ့ဒီမှာရှိတဲ့လူတွေကိုကျမခွန်အားပေးခြင်းနဲ့ယနေ့တင်းရဲ့မိဘကိုမျက်ရည်ကျအောင်လုပ်ခဲ့ပြီဆိုရင်ကျမတို့ယနေ့တောင်းတပါမိဘရှိတော့မှတောင်းတပါမိဘမရှိခင်မှာမိဘမရှိတော့တဲ့အချိန်မှာတောင်းပန်ဖို့ဟာတင်ဟာတင်ဆိုင်တဲ့တိုင်တင်ရိတ်တော်ရမှာဖြစ်တယ်။ဒါကြောင့်မလို့အရောက်စီတန်းရှိမှာပါမိဘကိုမျက်ရည်ကျအောင်လုပ်ခဲ့တဲ့အရာတွေရှိမှာမိဘကိုမတိရတဲ့မိဘမျက်ရည်ကျခဲ့တဲ့အရာတွေလည်းရှိမှာဖြစ်တယ်။ဒါကြောင့်မလို့ကျမတို့တောင်းပန်ပါမိဘကိုဘာပဲဖြစ်အမေတောင်းပန်နေတော့ကျမမာခဲ့တဲ့အရာတွေအတွက်ကျမတို့တော့များတော့ဖြစ်ကျမတို့ဒီအေရှားပိုင်းရဲ့လူတွေဟာတောင်းပန်ပါတယ်ဆိုတဲ့စကားကိုပြောထပ်ဖို့ကအလိုခက်ခဲတဲ့သူများဖြစ်တယ်။တောင်းပန်တယ်ဆိုတဲ့စကားကိုပြောဖို့လည်းကျမတို့အလိုရှက်တဲ့သူတွေဖြစ်တယ်။ဒါပေမဲ့ဒီတောင်းပန်ပါတယ်ဆိုတဲ့စကားပြောလိုက်တဲ့နောက်ဆက်တွဲပါတယ်။ကောင်းချီးမင်္ဂလာဟာတင့်အတွက်မြောက်များစွာရှိမှဖြစ်ပါတယ်လို့ကျမအယောင်စီတန်းခွန်အားပေးချင်ပါတယ်လို့နောက်ပိုင်းမှာကျမနောက်ဆုံးအနေနဲ့ကျမမိခင်ကိုကျမဗာကျေးဇူးတင်တယ်ဆိုတာကိုကျမတို့တော့အခုကျမဘာသာစကားပြောတတ်တယ်အင်္ဂလိပ်စကားကိုကျမပြောတတ်တယ်ငငယ်ရွယ်ရွယ်ကနေအင်္ဂလိပ်ကျောင်းတက်လာတဲ့သူဖြစ်တယ်ဒါပေမဲ့ကျမယနေ့ကျမရဲ့ရောက်ခမကိုအင်္ဂလိပ်စကားသင်ပေးဖို့အတွက်ကျမမဖြစ်နိုင်ဘူးကျမတတ်တယ်ကျမပညာလည်းတတ်တယ်ပြီးတော့အခုသူ့ကို driver license တစ်ခုတောင်ကျမမလုပ်ပေးနိုင်ဘူးစဉ်းစားကြည့်မယ်ဆိုရင်ကျမအင်္ဂလိပ်စကားလည်းပြောတတ်တယ်သူ့သင်ပေးလို့ရတယ်ဒါပေမဲ့ကျမပါလေမလုပ်နိုင်ဒါပေမဲ့ကျမမိခင်ကျမဘာခွာယူလဲဆိုတော့ကျမမိခင်ဟာကျမကိုကချင်စကားတော့ကချင်စာနဲ့ကချင်စကားကိုရအောင်သင်ပေးခိုင်းတယ်သင်ပေးနိုင်တဲ့စွမ်းအားရှိတယ်ဒါမိခင်တယောက်ရဲ့ပါရမီဖြစ်တယ်ကျမတို့အနေနဲ့အခုချင်းတင်ဖို့တော့မဖြစ်နိုင်ဘူးကျမတော့မလုပ်နိုင်တဲ့အရာဖြစ်တယ်ကျမအမေကိုလုံချစ်ကျူးတယ်ကျမရန်ကုန်မှာပဲမူးတယ်ရန်ကုန်မှာပဲကြီးတယ်ကျမသွားတဲ့ဖခင်เจ้าဟာလူအခြေအနေကိုကြည့်ပြီးမှကဲလို့စကားနားမလည်တဲ့သူတွေရှင်သူတော့ဗမာစကားကိုပြောပြီးမှပဲဝတ်ပြုတ်ကိုးကွယ်တဲ့နေရာဖြစ်တယ်ဒီတော့ကျမအကြောင်းသွားတယ်အကြောင်းမှဆိုရင်ဗမာနဲ့အင်္ဂလိပ်မြန်ကုန်မြမအိမ်ရောက်တဲ့ချိန်မှာဆိုရင်အဖွားရှိတယ်အဖွားတော့ကချင်စကားတော့ပြောတယ်အနေချင်းတော့ပဲဒါပေမဲ့ဘီအိမ်ရဲ့ပတ်လည်ကကျမတို့မဖြစ်တယ်ဗမာစကားပြောတဲ့သူတွေရဲ့ပတ်လည်နဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာတဲ့အတွက်ကြောင့်မလို့ကျမအနေနဲ့ကချင်စကားကိုပြောတတ်ဖို့တော့အလိုမိခက်ခဲ့တာဖြစ်တယ်ဒါပေမဲ့ကျမမိခင်ကကျမကိုဘယ်တော့မှဗမာစကားပြောပြီးမှကျမကိုဗမာစကားဘယ်တော့မှမပြောဘူးအတလည်းသူဖုန်းပြောတဲ့အချိန်မှာနားထောင်တယ်ကျမဗမာစကားပြောရင်နင်းပါစကားပြောတာလေငါနားမလဲဘူးကချင်လိုပြောပါကချင်လိုမှငါနားလဲမယ်ဆိုရင်ပြောပြဒါသူအမျိုးသူချင်တယ်ဒါပေမဲ့ကျမသိနိုင်တဲ့အရာကကျမကိုသူကချင်ဖြစ်တဲ့အတွက်ကြောင့်မလို့ကချင်စကားတက်ရမယ်ဆိုတဲ့အရာကိုသူတင်သွားပေးတဲ့အရာဖြစ်ပါတယ်သူဒါလည်းလုံးဝဝရိယမရှိခဲ့ဘူးသူဒါလည်းကျမကိုမတင်ပြတတ်ဘူးဆိုကျမကချင်စာတော့ဖတ်တတ်မှာမဟုတ်ပါဘူးကျမသူ့ကြောင့်မလို့ကျမယနေ့ဘာသာစကားတစ်မျိုးကိုကောင်းတက်လာခဲ့တယ်စာအုပ်လည်းကောင်းဖတ်တတ်နိုင်တာဖြစ်ပါတယ်ကျမလာဆိုရင်ကျမသူတစ်ပါးကိုတင်ပြဖို့အတွက်လုံးဝမဖြစ်နိုင်တဲ့အရာဖြစ်တယ်ဒီအရာကိုကျမအလုံးမဲ့ခွန်အားယူပါတယ်ခွန်အားပေါ့နော်ကျမမိခင်ပုံတက်တွေယူပါတယ်ဒါကြောင့်ဒီမှာရှိတဲ့လူတွေမိခင်ဖြစ်မှနားလည်မယ်ဆိုတဲ့စကားဟာအလုံးပင်ပန်းပါတယ်ကျမယနေ့မိခင်တယောက်ဖြစ်တဲ့အချိန်မှာမိခင်ရဲ့ချစ်ချင်းမေတ္တာမိခင်ဘလို့ကလေးတယောက်ထိန်းကျောင်းလာတဲ့အရာဘလောက်ထိစိတ်အရှိဆုံးကလေမိခင်ကြီးဖြစ်တယ်ဆိုတာကျမကောင်းသဘောပေါက်နေတာဖြစ်ပါတယ်ဒါကြောင့်မို့ယနေ့ဒီမှာရှိတဲ့လူတွေကျမယနေ့ကျမမိခင်ကိုဖုန်းဆက်ပြီးမှအနုကျေးဇူးတင်တယ်အနုရေတောင်းပန်တယ်ဆိုတဲ့စကားကျမအလိုပြောချင်တယ်ဒါပေမဲ့အဲ့ဒီအခွင့်အရေးကဘယ်တော့မှမရတော့ပါဘူးနော်မိန်းမယောက်ျားကျမဒါစကားအဖြစ်ပြောမယ်ဆိုရင်ယောက်ျားဘယ်နှယောက်ယူယောက်ျားပဲမိန်းမဘယ်နှယောက်ယူဒီမိန်းမပြောင်းမိန်းမရတယ်ဒါပေမဲ့မိဘဆိုတော့ဘယ်တော့မှရွေးချယ်ပိုင်ခွင့်မရှိတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့ယနေ့သင်ရဲ့မိဘကိုကျမလိုထောင်ထားမရဘူးဆိုရင်သင်မိဘကိုသင်ဖုန်းဆက်ပြီးမှသင်မိဘရဲ့သင်ပြီးမိဘသင်နားမှာရှိရဆိုရင်အမြဲတမ်းယေရှုတင်တဲ့တောင်းပန်ခြင်းဆိုတဲ့အရာကိုကျမတို့ပြောဆိုခွင့်အတွက်ယနေ့ကျမရဲ့မိခင်အဖြစ်ယနေ့အရောက်စီတိုင်းခွန်အားပေးလို့ရတယ်လို့ရောက်စီတိုင်းမှာဖျားခင်ပါပြီးကောင်းချီးမင်္ဂလာဖြစ်ပါစေ။